လူနဲ့တိရစ္ဆာန်ဘယ်သူသားလဲလူအပ်တာတယ်ပြောမှာဒါမှကျုပ်ကဆက်မေးနေတာမင်း9လောက်ရေကူးရသလား10လောက်အားရှိသလားငဲ့လို့ပြန်နေလားမင်းတော့ပြေးတန်လားမင်းတို့ငါပြောမယ်နေရတာသားတယ်မထင်နဲ့တိရစ္ဆာန်ကလူတဲ့သားတာတွေအများကြီးလို့လူတွေကသမတနဲ့နိုင်ငံတော်နဲ့ဝိနည်းချုပ်နဲ့ဗာနဲ့စီစီလုံးလုံးဘယ်လိုနေတော့ပြောမနေနဲ့လို့ဘယ်လိုပြားကိုမမီဘူးလို့ပဲပြားရဲ့စီလုံးချင်းကပြားရကောင်ကအင်မတန်ဝိချုံမြတဲ့ပန်းတော်ကြီးတစ်ခုတွေ့တယ်ဆိုချက်ချင်းပြန်လာပြီးတော့အဲပြားအောင်ကိုသတင်းပို့တာသတင်းပို့တယ်ဆိုတဲ့ဥစ္စာပြားအောင်ကိုလှည့်ပတ်ပြီးပြန်နေတာအဲ့ဒီလှည့်ပတ်ပြီးပြန်နေတဲ့ဥစ္စာတမိုင်ဝေးလို့တဲ့နေရာမှာရှိရင်တမိုင်လောက်ပတ်ပြတာအဲ့ဒီမှာဒီကောင်ပတ်ပြန်နေကျန်တဲ့ပြားတွေအကုန်လုံးဒီကောင်သတင်းပို့နေစာသိတယ်ပြီးတဲ့ပြီးကြတော့မှအဲ့ဝိယူချုံမင်းနဲ့ပန်းတော်ရှိတဲ့အရမျက်နှာဘက်ကနေအနောက်မှာရှိတယ်ဆိုအနောက်ဘက်ကနေပြောင်းနေစွတ်ပြီးထိုးဝင်လိုက်တာဝင်လိုက်တော့မှကျန်တဲ့ပြားတွေကတမိုင်ခန့်กว่าတော့အနောက်ရမှာပန်းတော်တစ်ခုရှိအဲ့ဒီတည်းမှာပြားတွေအကုန်လုံးပြန်သွားတာပြပြီးပြီအဲ့ဒီမှာအကုန်လုံးပြားဝိယူကိုစွတ်ပြီးတော့ပြားကိုပြန်ပို့တာဘယ်ပြားကမှပြားယူကိုမှောင်ခိုးစေးသွားမရောက်ဘူးပြတယ်ဟုတ်လားအဲ့တော့ပြောချင်တာတိရစ္ဆာန်တွေကလူတဲ့သားဓာတ်တွေအများကြီးရှိတယ်လို့